ပါတယ်မဟာသမယတော့ကိုမပန်တာလက်ကန်းဟိုအိတ်ဆောင်လေးပေါ့နော်အိတ်ဆောင်လေးလက်ကန်းစာဆောင်လေးပေါ့နောက်တစ်ခုကဘာထူးကြလဲဆိုတော့ဒီထဲမှာအလွတ်ကျက်လို့ရတဲ့အလွတ်ရသွားစေမဲ့ဇရာလေးတွေနဲ့လုပ်ပေးထားဒီဟာလေးကိုကြည့်ပြီးဖတ်ပါများသွားရင်အလွတ်ရပါလိမ့်နော်မမဆိုဒီစာမျက်နှာလေးတွေမျက်လုံးထဲမှာအကုန်အလွတ်ရှိအဲ့တော့ကြောင့်မမဘယ်အချိန်ပဲရွတ်ဘယ်နေရာပဲရွတ်မမတောက်လျှောက်ရတယ်ဒီမှာဒါစရမှာနော်နတ်တွေပြင်ရမယ်အရင်ဆုံးတမနာစကားဝါလေးတို့အတ္တရာကေဆန်လူဒေဝတာတတ္တမန်မုနိရာဇတသူနန္တုတက္ကမောကတံဓမ္မတဝနာကာလောအယံဘတန္တာဓမ္မတဝနာကာလောအယံဘတန္တာဓမ္မတဝနာကာလောအယံဘတန္တာနမောတတဘဂဝတော်ရေဟတော်တမန်တံဗုဒ္ဓတတတေဟိပင်စမတ်တေဟိခိနာတဝေဟိကေဝလံဘိက္ခုဟိဘူပဝင်တေဟိတထာစီနောပရိဝုတောတက်ကေကပ္ပိလောဒေဇနေတုတာတိမဟာသမယတုတ်တန်လက်ချိတံဒါဒီပါဗျာတစ်ခေါက်ပြီနော်ဒါပဲတစ်ခေါက်7မိနစ်သမီးဒါမမအမြန်လို့လေမမအမြန်လို့သမီးလို့ဆိုတော့လက်ကလေးနဲ့ထောက်ပြီးဖြည်းဖြည်းရွတ်နှလုံးချင်းစီရွတ်ရင်းနဲ့ရပါတယ်အဲ့လိုမြန်မာလိုသမီးခုဒါရသွားပြီချိန်ညက်သွားပြီဆိုလို့ရှိရင်မြန်မာအတန်ထွက်ဘက်ကနေကိုရပြီဆိုရင်ဒီဘက်ပါဠိလိုရွတ်အဲ့လိုလားပါဠိကိုကြည့်ရွတ်ရမှာပါဠိကိုကြည့်ရွတ်တာမိမိအတွက်ဟိုပါပေါ့မဒီဟာကိုမြန်မာအတန်ထွက်ကြီးပဲဒီလိုလေးထုတ်ချင်တာပေါ့နော်အမှန်တကယ်တော့ဒီတက်ရွက်ပဲမြန်မာအတန်ထွက်ဒီလိုတက်ရွက်ကလေးထုတ်ချင်တာပေးမထုတ်ဘူးအကုန်မုန်းနေရဟုတ်လား yes ဟုတ်လားဘာလို့တော့ပါဠိလိုပျောက်သွားမှာဆိုလို့လေအဓိကမမတို့ကပါဠိကအဓိကဟုတ်အဲ့တော့မမကဒါကမဖြစ်မနေတာအလွတ်ကျက်ဖို့တာလွယ်အောင်လို့မမကထုတ်ပေးတာတကယ်လို့ဖြစ်စီညံ့ညက်ကြေးပြီးရပြီဆိုလို့ရှိရင်ဒီဘက်အကွက်မှာလည်းအတူတူပဲဒီအကွက်အတိုင်းပဲပါဠိလိုလေးကြည့်ရွတ်လိုက်သမီးဟိုဘက်ကအလွတ်ရသွားရင်ဒီကပါဠိလိုသမီးတော်အကုန်ရညောင်ဆက်ပြီးသားနော်မမကတော့ပါဠိလိုညောင်ဆက်ပြီးသားနော်ငါပြပြဘူးလို့စူးစားတော့နပ်ပင်ပြောအမပြောလားပြောရလေနပ်ပြီးနပ်ပို့တာရနပ်ပို့တာရပါဟုတ်တယ်လက်ကပြန်ပို့ရတယ်ပြန်ပို့ပြန်ပြီးရင်မမအဲ့မဟာသမ ्या တုတ်ပြင်သမီးမြတ်တာတုတ်လေးဖြစ်ဖြစ်အနောက်ကနေတံပုတ်တူလေးဖြစ်ဖြစ်ဂုံတော်ကွန်ချာလေးဖြစ်ဖြစ်အဲ့လိုတစ်ခုုံမုံတွေကရွတ်အဲ့လိုလေးရွတ်ပြီနော်